အခုခေတ်က Facebook ခေတ်ကိုနော် Facebook ခေတ်ဆိုတော့လူတွေကတယောက်ကြည့်လိုက်ရင်ဖုံးပုတ်နေကြတာနော်ဟိုလူကြည့်လိုက်လဲဖုံးပုတ်နော်ဖုံးပုတ်မှခင်မိတဲ့ခေတ်ကိုရောက်နေတာဆိုတော့အခုလိုစာပေဟောပြောပွဲလေးတွေကျင်းပတာကိုကျမတို့ကကြောင်းဖန်ပြီးတကယ်ဝင်းလဲတာယာကျေးဇူးလဲတင်ရတယ်ပေါ့နော်ဖုံးပုတ်တာဘယ်လောက်ထိအောင်ခေတ်စားတယ်လဲဆိုရင်ဒီတငယ်ချင်းတွေနော်ဟိုတုန်းကဆိုရင်လမ်းထိပ်မှာလူငယ်တွေဂီတာတီးကြတယ်တယောက်တခါတည်းဟိုသွားလဲကြတယ်တို့မန်းလေးတောင်သွားလဲကြမယ်ဘယ်သွားလဲကြမယ်အခုမဟုတ်ဘူးဖုံးဆက်ပြီးချိန်နေနော်ဖုံးတွေကလည်းအင်မတန်ပေါ်တဲ့ခေတ်ဆိုတော့ဖုံးဆက်ပြီးချိန်နေဘယ်လက်ဖက်ရည်ဆိုင်ကိုလာခဲ့ပါတငယ်ချင်းလေးယောက်ချိန်ပြီးလက်ဖက်ရည်ဆိုင်သွားဟိုရောက်တော့လက်ဖက်ရည်မှားပြီးတော့ဇပွဲလေးဘက်လေးတန်းမျက်နှာချင်းဆိုင်ထိုင်ပြီးစကားတစ်လုံးမှမပြောဘူးဖုံးပုတ်နေကြနော်ဖုံးပုတ်နေကြလားချတဲ့လက်ဖက်ရည်တောက်ပြီးလို့ရှင်တယောက်စကားမပြောနိုင် message လှမ်းပို့တယ်မင်းတို့တောက်ပြီးဗလားဟိုဘက်ကပြီးပြီတဲ့ပြီးရင်ပြန်ညစို့တယောက်နဲ့တယောက်မျက်နှာချင်းဆိုင်တာတောင်စကားမပြောနိုင်တော့နော်အဲ့ဒါခုဆိုရိုးစကားတွေလည်းပြောင်းသွားတော့မယ်ထင်ပါရဲ့နော်ဟိုတုန်းကတော့တောမီလောင်တောကြောင်လက်ခမောင်းခတ်အခုအဲ့လိုမဟုတ်တော့တောမီလောင်တောကြောင်ဖုံးပုတ်ပဲနော်သူတောမီလောင်နေပြီစီဖုံးပုတ်မပြတ်ဘူးဆိုတဲ့ခေတ်ပေါ့နော်ရှေးစာဆိုရှိတယ်ယောက်ျားတို့ဖုံလက်ယုံပေါ့နော်မိန်းမတို့ဖုံစတုံးအခုခေတ်ကျပြင်ရတော့မယ်တဲ့လူငယ်တယောက်ကပြောတယ်ဆရာမကြီးတဲ့ယောက်ျားတို့ဖုံကဆမ်ဆောင်းမြမိန်းမတို့ဖုံကဟာဝေတဲ့နော်ကဲလူငယ်တွေသူတို့ကိုပြောတာဒါကြောင့်ကျွန်မခက်မိအောင်ပေါ့နော်ခက်မိအောင်ဆိုပြီးတော့ကျွန်မတို့လည်း Facebook ကိုအမိလိုက်ရတာပေါ့အမိလိုက်ရတာဆိုတော့ကျွန်မဒီလူငယ်တွေကိုကျွန်မဆရာတင်ထားပါတယ်ဆရာမတင်လို့လည်းမဖြစ်ဘူးသူတို့ခေတ်အသုံးတွေကသူတို့မှနားလဲတာနော်ကျမတို့လိုအဖွားကြီးတွေကတိတ်နားမလဲတော့ကျမကိုအဖွားကြီးလို့သုံးရတာကျမအသက်50ကျော်ပါပြီ50ကျော်ပါအတိကြတော့မပြောဘူးနော်အဲ့တချို့ကလည်းကျမကိုအသက်20လောက်ထင်းထင်နေကြလို့နော်ဒါလေးလည်းပုံမွင့်လင်းလင်းပြောရတယ်ပေါ့နော်အဲ့တော့ကျမတို့အဖွားကြီးတွေကဘာမှနားမလဲတော့နားမလဲတာလည်းမပြောနဲ့လေသူတို့ခေတ်မှာ Facebook ပေါ်မှာတငယ်ချင်းတောင်ရိုးမဟုတ်တော့သူငယ်ချင်းမဟုတ်တော့တဲရင်ပဲနော်တဲရင်လို့မြင်ကျမတို့ကတငယ်ချင်းလို့မှတ်ရ Facebook သုံးနေတနေ့တခြားများလာတဲ့ခါကျမကိုယ့်အသက်ရွယ်နဲ့အုံနောက်ကတိတ်မမှတ်နိုင်တော့ဘယ်လိုလုပ်ရလဲဆိုလက်ဝါးလောက်စာအုပ်ကလေးထုတ်ထားတယ်အပေါ်မှာ Facebook အသုံးများနော် Facebook အသုံးများဆိုပြီးကျမနေ့စဉ်နဲ့အမျှကျမဆရာတွေရှိရနေသင်တန်းတက်တာ9အုပ်လောက်ရှိပြီးထုတ်ထားရတာအခုထိလည်းမပြီးသေးဘူးပေါ့နော်အဲ့တော့ဒီသူတို့ခေတ်သုံးနေတာတွေဒီကူကြီးတို့ညေးတို့ခေးတို့တကယ်မသိရင်ဘာမှမသိဘူးနော်ကျမကမှတ်စုနဲ့မှတ်ထားလို့သိတာကူကြီးဆိုတာဘာလဲဟဲ့ဟာဆရာမကူကြီးဆိုတာအကိုကြီးကနေကူကြီးဟုတ်ပြီဒီလိုဆင်းသက်လာတာကိုဒီဘောကဒီလိုမှတ်တယ်ကျမနော်အဲ့တော့ကူ is equal to အကိုကြီးပေါ့ဒါပေမဲ့2015နိုဝင်ဘာ8ရက်ရွေးကောက်ပွဲနောက်ပိုင်းရောက်လာတော့အဲ့ဒီ definition ကတစ်ခုတိုးလာတယ်ဆရာမဘလို့မှတ်ထားတော့ကျမရှာတယ်ကွီညီမြချင်းအကိုကြီးလို့မှတ်ထားတယ်ကွာဆရာမအတိတ်ပဲတစ်ခုတိုးတယ်ရေးလိုက်ပါဦးအေးဘလို့တိုးတာတော့ကွီညီမြချင်းအကိုကြီး is equal to ဝင်ကြီးချုပ်ဒီကွီနဲ့အကိုကြီးကျမဆက်ဆက်လို့ရသေးတယ်ဝင်ကြီးချုပ်နဲ့ကြဘယ်လိုသွားဆက်ဆက်တာတော့ကျမဆရာတွေကိုမေးရတယ်ဟာဆရာမကျွန်တော်တို့ကလက်ဝါးလောက်ဖုံးလေးတဲ့ကိုဒီဘက်လက်ညှိုးထိတ်ကလေးနဲ့တောက်နဲ့ရိုက်နေရတာဥပမာပေါ့ဆရာမရဲ့ရန်ကုန်တိုင်းဝင်းကြီးချုပ်ကြီးဥဖြိုးမင်းသိန်းဆိုပါစို့ရန်ကုန်တိုင်းဝင်းကြီးချုပ်ကြီးဥဖြိုးမင်းသိန်းအများကြီးရိုက်ရမှာကွီးဖြိုးဆိုတော့ပြီးတာပဲအဲ့တော့ကွီးဆိုဒီမှာဝင်းကြီးချုပ်လို့လည်းကျမတို့နားလဲရပါတယ်ကျမတို့မန္တလေးတိုင်းဆိုရင်မန္တလေးတိုင်းဝင်းကြီးချုပ်ကြီးဒေါက်တာဦးဇော်မြင့်မှာဟုတ်တယ်သူတို့ပြောတာရိုက်ကြည့်အရှည်ကြီးပဲကွီးစော်ဆိုရင်လူတိုင်းသိတယ်နော်အဲ့တော့ကျမတို့ကွီးဆိုဒီမှာဝင်းကြီးချုပ်လို့လည်းမှတ်ရတယ်ပေါ့နော်တခါတလေဒီကလေးတွေကျမကိုနောက်တာလည်းရှိတယ်ချစ်စရာတိတ်ကောင်းတယ်ကျမကလူငယ်တွေနဲ့ပေါင်းပါတယ်နော်လူငယ်တွေနဲ့ပေါင်းတယ်လူငယ်တွေဆရာတင်ထားတာတငယ်ချင်းတွေကျမတငယ်ချင်းတွေဘလို့နောက်လဲဆိုတော့ကျမတခါလေကျမစာအုပ်ကလေးတွေထွက်တယ်ပေါ့ထွက်ရင်ကျမကဓာတ်ပုံလေးရိုက်ပြီး Facebook မှာတင်တော့သူတို့ကပြောတယ်ဆရာမအဲ့လိုရိုးကြီးတင်ရင်လူစိတ်ဝင်စားဘူးလူစိတ်ဝင်စားအောင်ငါဘလို့တင်ရမှာတော့ဟာဆရာမအပေါ်ကတကြောက်မဲ့ရေးလိုက်အေးဘလို့ရေးရမှာခုဆရာမဘာစာအုပ်ထွက်မှာငါတော်မင်းသမီးလုံရင်းစာအုပ်ထွက်မှာဆရာမရှေ့ကနေရေးနောက်ကနေပြီးတချိလို့ငိလို့သာထည့်ပေးလိုက်ကျမထည့်တယ်ပေါ့နော်ကျမရဲ့တော်မင်းသမီးလုံရင်းစာအုပ်ထွက်ပါပြီရှင်တချိပေါ့နော်သူတို့ပြောတာဟုတ်တယ်
အဲ့ဒီကြမှာလူတွေကကျမကိုစိတ်ဝင်စားလာဒီစာအုပ်ကိုနောက်ကဒါဆိုနောက်ဆိုရင်ငါတချိလို့ငိလို့ထည့်ရမှာနော်နောက်ရှိသေးတယ်ကျမကိုနည်းနည်းပိန်မဲ့ထင်တဲ့ပုံလေးပေါ့နော်နည်းနည်းအဆင်ပြေမဲ့ထင်လေးဆိုအကြောင်းရှာပြီးကိုနည်းနည်းလှတဲ့ထင်ကျမပုံတင်တယ်တင်ပြီဆိုရင်ကျမဆရာတွေကပြောတယ်ဆရာမအဲ့ဒီလိုကြီးတင်လိုက်နဲလိမ့်မယ်လိုက်များမှာပေါ့တယ်ဆရာမတို့အေးလိုက်များငါဘယ်လိုလုပ်အောင်မှာအပေါ်ကတကြောင်ရေးလိုက်ဆရာမစမီလှလာချင်းနော်ရေးတယ်ကျမကဒါ Facebook အသုံးလို့ပဲထင်တာ哦နော်စမီလှလာချင်းကျမပုံနဲ့တယ်နောက်တော့ကျမပေးတတ်တယ်ပဲပြောတယ်ဆရာမအဲ့လိုတွေမလုပ်ပါဘူးဒါခလေးတွေကလေးကလာအပျော်လောက်ကြတာတွေဆရာမမလုပ်ပါဘူးလေတဲ့ဆိုတော့မှကျမမေးတယ်မင်းတို့ငါချောက်ချတာမလားဆိုတော့သူတို့ကဝန်ခံပါတယ်ဟုတ်တယ်တဲ့အဲ့ဒါကိုချစ်တာကျမနော်ခလေးတွေကမှန်တာကိုဝန်ခံနေရှင်လူငယ်တွေကနော်တချို့လူကြီးတွေကမှန်တာလဲဝန်မခံဘူးမှားတာလဲဝန်မခံဘူးပေါ့နော်လူကြီးတွေကတော့အဲ့တော့ဒီကလေးတွေနဲ့ကျမနေရတာပြောတယ်ဆိုတာအဲ့ဒါပြောတာပေါ့အဖွားကြီးပဲမဲ့ကျမအထင်မသေးနဲ့မအေးတောင်းလဲကျမသိတယ်မတ်တင်ညွန့်လဲကျမသိတာပဲနော်ဒီ Facebook ပေါ်မှာသုံးနေသမျှတော့သိနေအမေအခုမအေးတောင်းတို့မတ်တင်ညွန့်တို့တော့အခုအလဲထိုးလိုက်ပြီလို့ဘာလို့ဘာလဲအဝင်းဆိုလားပဲနော်အဝင်းဆိုလားအဝင်းလက်ခင်မြောင်ကျမကြည့်ထားတော်တော်ချောသားပဲပေါ့နော်အဲ့တော့အဝင်းနောက်တက်လာတယ်တဲ့ချက်သိန်းအကြောင်းဆရာဟာတနေ့Facebook ကကျမတို့က live လို့ကိုမဆုံးတော့ဘူးเนาะ live လို့ကိုမဆုံးတော့ဘူးအဲ့တော့ပျော်စရာလဲကောင်းပါတယ်တိုးတော်လဲပဲပေါ့เนาะဒီ Facebook ပေါ်မှာကျမတို့မြန်မာစာအသုံးနေပေါ့เนาะမြန်မာစာအသုံးနေလွဲမှားလာတာတွေအထိပ္ပယ်ကောက်ယူလွဲမှားလာတာတွေတော့စိတ်မကောင်းစွာတွေ့ရတယ်ပေါ့ဟိုတနေ့ကပဲဒီဆရာတယောက်ကတင်တယ်เนาะကိုရန်ကြောင်းသားတဲ့ဝက်ကြဖွဲ့တာပေါ့เนาะဒီထဲမှာတွေ့လိုက်တဲ့သူလည်းရှိမှာပါသူចောင်းသားလေးတွေဝက်ကြဖွဲ့တာကိုသူတင်ထားတယ်အောက်ပါစကလုံးများကိုဝက်ကြဖွဲ့ပါတခဲနဲ့ဆိုတာတပြိုင်နက်သေးပေါ့နော်အဲ့တော့သူကဖွဲ့ထားတယ်တခဲနဲ့ညီမြချင်းမေဝဲလာသောထက်ညက်ခဲများတွင်တခဲနဲ့နေပါသည်ဒါတကယ်ចောင်းဆရာတယောက်ကတင်တာနော်နောက်ဆောင်းမတယ်ဆိုတော့ကြည့်ရှုဆောင်းမတာကိုပြောတယ်သူကရေးထားတယ်တဲ့ကိုရန်ចောင်းသားလေးဝက်ကြဖွဲ့ထားဆောင်းမညီမြချင်းမေနှိုးသောကြောင့်ကျမသည်အဲ့ရထဲမှာဆောင်းမရွေထွက်လာပါသည်ဆောင်းမတော့ပါအောင်ဖွဲ့တယ် तू ကနော်အားကြမခံညီမြချင်းကိုသည်တဲ့သူဤဖုံးအားကြမခံမဲအမြဲတမ်းအားသွင်းထားပါသည်အဲ့ဒီလူတွေပေါ့နော်ကျမတို့ចောင်းသားတွေကိုရန်ထထအစ်စ်မှာကျမတို့မြန်မာစာပေဝက်ကြကျမတို့မြန်မာစာပေဝါရရဲ့ခက်စစ်ကိုတလုံးချင်းခလေးတွေတကယ်နားမလဲတော့ဘူးလားပေါ့နော်ဒါလည်းကျမတို့တွေးเสียပေါ့အဲ့တော့ကျမတို့ကခလေးတွေဒါလူငယ်တွေဒါကျမတို့ကနိုင်လို့ပြောနေတာနော်ဟိုတနေ့ကတော့ဆ iam မကြီးတယောက်ကတင်ပါတယ်ရှင်ဒီမူလာတန်းပြဆ iam မလေးတွေကိုအလေတန်းပြယာဒူးတိုးဖို့မေကွန်းပေါ့နော်မေကွန်းထုတ်လိုက်တဲ့အခါမှာအင်္ဂလိပ်စာတို့သင်္ချာတို့စသဖြင့်ဒါတွေပေါ်မှာမဖြေနိုင်တာကိုကျမတို့ကသူ့ထူးချွန်မှုမရှိလို့ပဲလို့ခွန့်လွတ်လို့ရပါတယ်ဒါပေမဲ့မြန်မာစာမှာနော်ဒီကျောင်းဆ iam မလေးတွေအတိတ်ပဲနားမလဲတာတော့တော်တော်ဝင်းနေစရာကောင်းတယ်ဆိုပြီးဆ iam မကြီးတယောက်ကပဲတင်တာအဲ့ဒါဘာလဲဆိုမြန်မာဆိုရိုးစကားတွေပေါ့နော်အောက်ပါမြန်မာဆိုရိုးစကားများကိုဆက်လက်ပြီးကွက်လက်ဖြည့်ပါဥပမာပေါ့နော်ဒီငုံမိသေးတိုင်းကွက်လက်အဲ့ကွက်လက်ထဲမှာတက်နိုင်ဖြားရောက်ဆိုတာလေးဖြည့်ရမှာဆရာမလေးတယောက်ကဖြည့်ထားတယ်တဲ့ငုံမိသေးတိုင်းရေမနစ်နိုင်တာမူလာရမြဆရာမလေးသူ့ဆရာမကြီးကတင်တာတခြားလူကတင်တာလည်းမဖြစ်ဘူးကျမရှိမှရှိတယ်အဲ့စာရွက်တွေနော်အဲ့တော့ငုံမိသေးတိုင်းရေမနစ်နိုင်နောက်တယောက်ကရှိတယ်တဲ့ကြွက်မနိုင်နဲ့ကွက်လက်ကြည်မီနဲ့မရှိဘူး तू ကကြဘယ်လိုလုပ်ဆိုကြွက်မနိုင်ကြောင်နဲ့ထောင်ဖမ်းနဲ့သူမလို့ကြံဖန်တွေးတတ်တာနော်နောက်တယောက်ကရှိတယ်ဗါလဲဥစ္စာဟူသည်မျက်လက်မျိုးကွက်လက်ပညာဟူသည်မြတ်ရွှေအိုဖြစ်ရမှာပေါ့ဆရာမလေးကဖြည့်ထားတယ်ဥစ္စာဟူသည်မျက်လက်မျိုးသေလျင်ကိုနောက်မပါအဲ့တော့ तू ကတော့တရားတွေပါရနာပါနော်အဲ့တော့ကျမတို့မြန်မာစာပေမှာလဲပေါ့နော် Facebook တွေပေါ်မှာနော် Facebook ကိုကျမအပြစ်တင်တာမဟုတ် Facebook တွေပေါ်မှာကျမတို့လူငယ်တွေပေါ့နော်ကျမတို့လူငယ်တွေဒီဆရာမလေးတွေလည်းလူငယ်တွေပဲဖြစ်မှာပါကျမတို့လူငယ်တွေဒီကျမတို့မြန်မာစာပေနဲ့ပေါ့နော်ဘလောက်တောင်မှကွာဟသွားပြီလဲနော်မြန်မာစာပေကိုကျမတို့တန်ဖိုးထားမှုတွေဘလောက်နည်း